မင်္ဂလာပါမိတ်ဆွေများရေရှင်ထဲကခန်းစားချက်တွေဖွင့်ရအနားယူနိုင်တဲ့ Soul Notes Channel မှာကြိုဆိုပါရစေတချို့လူတွေကမဖြစ်သေးတဲ့အနာဂတ်ကိုအကြောင်းမဲ့ကြောက်နေကြတာမဟုတ်ပါဘူးကိုမမြင်ချင်တဲ့အဖြစ်အပျက်ကိုကိုယ်တိုင်အိမ်မက်ထဲမှာထက်ခါမြင်နေရပြီးအဲ့ဒီအိမ်မက်တွေလိုပဲလက်တွေ့ဘဝမှာတိုက်ဆိုင်မှုတွေဖြစ်လာတဲ့အခါအနာဂတ်ကိုကြိုသိနေသလိုမရှောင်နိုင်တော့သလိုခံစားလာရတာပါဒီနေ့ Sonos မှာတော့တိုက်ဆိုင်လုံးတဲ့အိမ်မက်တွေကြောင့်အနာဂတ်ကိုစိုးရိမ်ကြောက်ရွံ့နေရတဲ့လူတစ်ယောက်ရဲ့ရင်ဖွင့်စာကိုဖတ်ပြသွားပါမယ်ဒီစာကိုနားဆင်ရင်ယုံကြည်မှယုံနိုင်မဲ့အပိုင်းတွေပါနိုင်ပေမဲ့ခံစားနေရတဲ့သူအတွက်တော့ဒါတွေကတကယ်အမှန်တရားတွေပါ Sonos အနေနဲ့အိမ်မက်ကိုအယူအဆဖြစ်မတင်ပြလိုပါဘူးဒီစာကိုနားဆင်ဖို့သင်ဟာအိမ်မက်တွေကိုယုံကြည်သူဖြစ်နေဖို့လည်းမလိုအပ်ပါဘူးကျမတို့အလေးထားချင်တာကအိမ်မက်မဟုတ်ဘဲအိမ်မက်တွေကြောင့်ဖြစ်လာတဲ့စာရေးသူရဲ့စိတ်အတွင်းကစိုးရိမ်ကြောက်ရွံ့မှုပါကဲနားဆင်ကြည့်ကြရအောင်နော်မင်္ဂလာပါ Sonos team ရေစာမူပန်ရှင်ရဲ့ကိုရေးချက်လက်တွေကိုဖယ်ရှားပေးမယ်ဆိုလို့တခုလောက်ရင်ဖွင့်ကြပါတယ်ကျမရင်ဖွင့်စာကိုဖတ်ပြီးအဖြစ်အပျက်တွေကိုယုံနိုင်ခြင်းမှယုံနိုင်ပါလိမ့်မယ်ဒါပေမဲ့ဒါတွေကကျမဘဝမှာတကယ်ဖြစ်ပျက်နေလို့ပါကျမအိမ်မက်တွေကတခါတရံကျမဘဝကိုကြိုပြီးပြောနေသလိုခံစားရပါတယ်ဒါကိုစသတိထားမိတာကကျမ6တန်းနှစ်ကပါအဲ့ဒီနှစ်စုပေးစာမှုပဲဖြေရမှာကျမအမှန်အများဆုံးရပြီးပထမဆုရခဲ့ပါတယ်ဒါပေမဲ့ဆုတက်ယူပြီးမှကျမအိမ်မက်တစ်ခုမှတ်ပါတယ်အိမ်မက်ထဲမှာညာဘွဲတစ်ခုရဲ့ပွဲစည်းထဲမှာအချစ်ဆုံးတငယ်ချင်းနဲ့လက်ချင်းတွဲထားပြီးလဲပတ်နေပါတယ်အဲ့ဒီအချိန်မှာခဝေးဝေးကမိုက်နဲ့အော်တန်တန်ဟိမ့်ထွက်လာပါတယ်စက်တဘာတန်းအတွက်ဆုရရှိသူအသီးသီးကိုဆက်လက်ကြီးညာပါမယ်ဆိုတော့ကျမတို့ငြိမ်ပြီးနားထောင်မိပါတယ်အဲ့ဒီမှာဒုတိယဆုအနေနဲ့ကျမနာမည်ကိုကြားလိုက်ရတာပါကျမကပျော်ပြီးကင်ထားတဲ့တငယ်ချင်းလက်ကိုဖြည့်ညှိလိုက်ပါတယ်မနက်နိုးတော့ဒီအိမ်မက်ကိုကျမကောင်းကောင်းမှတ်မိနေပါတယ်ဒါပေမဲ့ဆုကရပြီးမှုကျမမေ့ပျောက်ပဲထားလိုက်ပါတယ်2 လလောက်အကြာနောက်ဆုံးစာမှုဝဲဖြစ်နေစဉ်အတွင်းမှာမထင်မှတ်ပဲကျမတို့စာတင်ကျောင်းတီယာရွာကကျောင်းနိုင်ဖုန်းတော်ကြီးစာတင်ကျောင်းကိုပေါက်ချလာပါတယ်နောက်9ရက်လောက်နေရင်ပဲအဲ့ဒီရွာရဲ့နှစ်စဉ်ကျင်းပမြဲဖျားပွဲတော်ကိုရောက်တော့မှာပါကျမတို့လည်းစာမှုဝဲပြီးဖျားပွဲမှာကဲကြဖို့တိုင်ပင်အဖို့ညှိနေကြတဲ့အချိန်ပေါ့ဖျားပွဲကို9ရက်ကျင်းပလေးရှိပြီးနောက်ဆုံးရက်ကစဇပွဲ3ညပါလေးရှိတဲ့အတွက်စုစုပေါင်း10ရက်ကနေ10ရက်အထိရှိကြတဲ့ဖျားပွဲတော်ကြီးပါကျမတို့မြို့နယ်ရဲ့ဒုတိယအကြီးဆုံးဖျားပွဲတော်ဆိုလဲမမှားပါဘူးဘုန်းတော်ကြီးကျောင်းကိုရောက်လာတာဟာအကြောင်းမဲ့မဟုတ်ဘဲပထမဆုံးဇပွဲစတဲ့ညမှာစုရကျောင်းသူကျောင်းသားတွေကိုဇက်စင်မော်စုပေးခြင်းလို့ဆိုပါတယ်စုကိုတော့ပြီးခဲ့တဲ့စုပေးဆောင်မှုပဲအတိုင်းမဟုတ်ပဲနှစ်စမှနှစ်အဆုံးအထိဆောင်မှုပဲအလုံးရဲ့ရလက်တွေပေါင်းပြီးပါဒုတာထည့်ရခြင်းတယ်လို့ပြောပါတယ်ဆောင်မှုပဲနောက်ဆုံးနေ့မှာဆရာမတွေကစုရကျောင်းသူကျောင်းသားတွေကိုကြိုပြောမှာမဟုတ်ပဲရင်ခုန်ပွဲကောင်းအောင်ကျောင်းသူကျောင်းသားများအားလုံးလူကြီးမိဘတွေနဲ့အတူပထမဆုံးဇပွဲကိုလာဖို့မှာလိုက်ပါတယ်အဲ့ဒီနေ့ညမှာကျမမဖူးတဲ့အိမ်မက်ကိုတစ်ထပ်ထပ်မှတ်ပြန်ပါတယ်ဒီတော့ကျမရမယ့်စုကဒုတိယစုဆိုတာကိုမသိစိတ်ကသိထားလိုက်ပါပြီဒါပေမဲ့ကျမဘသူ့ကိုမှကြုံမပြောခဲ့ပါဘူးဘာသာရေးတစ်ခုမှာရမှတ်အများဆုံးပု္ပ္ပစာကိုနံပါတ်တက်ခဲ့ဖို့မေ့နေခဲ့ပြီးစာမွေးပြင်ပရောက်မှသိတဲ့အတွက်အိမ်မက်ထဲကအတိုင်းဒုတိယစုပင်မရမှာကိုစိုးရိမ်နေခဲ့လို့ပါဝဲစားတဲ့ရက်မှာစုရနေကြကျမချစ်ဆုံးတငယ်ချင်းနဲ့ကျမတို့အုတ်ထင်းသူကိုစီနဲ့ဝဲစီသွားပါတယ်ဝဲစီတဲ့တိုးဝင်ချင်းကျမအိမ်မက်ထဲကအတိုင်းစုကြိုတင်တတိပေးခြင်းညာတန်ကိုကြားလိုက်ရပါတယ်ကျမပျော်ရွှင်စွာတငယ်ချင်းရဲ့လက်ကိုဖြည့်ညှစ်လိုက်ပြီးမှလန့်သွားပါတယ်
အိမ်မက်ထဲကအတိုင်းတစ်ထက်တည်းကြာနေပြီးကျမကလည်းတပုံစံနဲ့ပြုတ်မှုလိုက်မိလို့ပါအဲ့ဒီနောက်ပိုင်းမှာကျမထင်ထင်ရှားရှားမှတ်တဲ့အိမ်မက်တွေတဲကအတိုင်းအပြင်မှာတကယ်လိုက်ဖြစ်တတ်တာကိုသတိထားမိလာပါတယ်ဒါပေမဲ့ဖြစ်ပြီးပြီဆိုမှကျမအိမ်မက်ကိုသတိရမိတာကြီးပါပဲကျမအိမ်မက်ထဲမှာအဖွားဆုံးသွားတာမသိလိုက်လို့အုတ်ကူရှိမှငိုးနေတယ်လို့အပြင်မှာလည်းကျမ10တန်းစာမိုးပဲတွင်းမှုအဖွားဆုံးတာကိုအမေတို့ကမပြောခဲ့ပါဘူးစာမိုးပဲပြီးလို့ရွာပြန်ရောက်တဲ့အခါအဖွားကအုတ်ကူထဲရောက်နေပါပြီနောက်ဆုံးချိန်တောင်မြေခွဲမရခဲ့တဲ့အတွက်အိမ်မက်ထဲကအတိုင်းကျမငိုရပြန်ပါတယ်အဲ့ဒါလို့ကျမအနာဂတ်တစ်စိတ်တစ်ပိုင်းကိုအိမ်မက်တွေထဲမှာကြိုးကြိုးမြင်တာများလာတော့အတော်သိအိမ်မက်ဆိုတကယ်ဖြစ်တော့မယ်လို့ထင်လာပါတယ်ကျမဒီတစ်ခါမန္တလေးကိုကြောင်းလာမတက်ခင်အိမ်မက်ထဲမှာညီမလေးကသူချစ်သူနဲ့ခိုးရလိုက်ပြီလို့အမေငိုပြီးဖုံးဆက်တယ်လို့မှတ်ပါတယ်ညီမလေးက10တန်းအောင်စင်းထွက်ထားတော့မှရှိသေးတာမို့တက္ကသိုလ်ပင်မတက်ရသေးတဲ့အချိန်မှာဒါကြောင့်ကျမမအောင်ဤနိုင်မယ်အိမ်မက်အကြောင်းအမေနဲ့ညီမလေးရှိဖွင့်ချရင်းစုပူခဲ့မိပါတယ်တိုက်ဆိုင်တာပဲလားမသိပေမဲ့ထုတ်ပြောလိုက်တဲ့အခါအိမ်မက်ထဲကအတိုင်းတပုံစံနဲ့မဟုတ်ပဲအခြားအခြေအနေတစ်ခုအစားထိုးသွားပါတယ်အမေငိုပြီးဖုံးဆက်တော့ညီမလေးဟာခိုးရလိုက်ပြီးတာမဟုတ်ပဲသူ့ချစ်သူနဲ့ကိုဝင်ကိုလွယ်ထားရတာပါတဲ့အနောက်ပိုင်းကျမအိမ်မက်ဆိုတွေကိုထုတ်ပြောတဲ့မပြောတဲ့အတော်စဉ်းစားရပါတယ်ထုတ်ပြောတဲ့အခါအဆိုးအတိုင်းအခြားအခြေအနေတစ်ခုအစားထိုးသွားတာနဲ့ပဲအဆုံးသတ်တတ်ပါတယ်လွန်ခဲ့တဲ့တစ်ပတ်ကကျမထင်ထင်ရှားရှားအိမ်မက်မှတ်ပါတယ်အိမ်မက်ထဲမှာကျမလက်ထပ်ပွဲကျင်းပနေပြီးသူတို့သားလောက်ဟာအခုကျမသိချရတဲ့သူကျမချစ်သူဟုတ်မနေခဲ့ပါဘူးအခြားတစ်ယောက်ဖြစ်ပြီးသူလည်းမပြောသလိုကျမလည်းမပြောပါဘူးတဲ့ကျမအောင်မိတာကမိဘတွေအားကျမချစ်ရေးနဲ့အိမ်အောင်ရေးကိုကိုယ်တိုင်ဆုံးဖြတ်ဖို့အခွင့်အရေးပေးထားပြီးသားပါဒီလိုအခွင့်အရေးရှိထားတဲ့ကျမကကိုယ်ကလည်းမချစ်တဲ့သူကိုလည်းချစ်ရန်မတူတဲ့သူကိုလက်ထပ်စီရအကြောင်းမရှိတာပါဒါကြောင့်အဆုံးသက်ဘလို့အစားထိုးချိန်ဒီတရက်ကိုရင်ဆိုင်ရသည်ဖြစ်စီကျမဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့တာပါပိုဆိုးတဲ့အခြေအနေတိတ်မချနာတဲ့အခြေအနေတစ်ခုနဲ့အဆုံးသက်သွားမှလည်းစိုးရိမ်မိပါတယ်အခုကျမချစ်ရသူနဲ့ကိုကွေးမှလည်းကြောက်နေမိပါတယ်ကျမအိမ်မက်ထဲကအတိုင်းဖြစ်လာမလားလို့ထိတ်လန့်စိတ်တဝက်နဲ့နေရပါတယ်ဒီစာကိုဖတ်ရှုပေးပြီးခဲ့ရင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဒီစာကိုဖတ်ပြီးတဲ့အခါ soul notes အနေနဲ့အိမ်မက်ကိုမှန်သလားမဆုံးဖြတ်ချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီစာထဲမှာအရေးကြီးဆုံးကအိမ်မက်မဟုတ်ဘဲစာမှုပိုင်ရှင်ခံစားနေရတဲ့အနာဂတ်အတွက်စိုးရိမ်ကြောက်ရွံ့စိတ်ကိုအလေးထားမိလို့ပါ။ဒေချာဆန်းစစ်ကြည့်ရင်စာမှုပိုင်ရှင်ဟာအိမ်မက်ကြောင့်စိုးရိမ်ကြောက်ရွံ့နေတာမဟုတ်ပါဘူး။အိမ်မက်ထဲကအတိုင်းကိုမထိန်ချုပ်နိုင်တဲ့အခြေအနေဖြစ်သွားမှာကိုကြောက်နေတာပါတခါတည်းရဲ့အိမ်မက်တွေဟာအနာဂတ်ကိုကြိုပြောတာမဟုတ်ဘဲကိုယ်စိတ်ထဲကစိုးရိမ်မှုတွေကိုပုံဖော်ပြနေတာဖြစ်တတ်ပါတယ်ဒီနေရာမှာစာရေးသူစိုးရိမ်မှုတတ်စီဖို့အိမ်မက်နဲ့ပတ်သက်ပြီးကျမသိသလောက်ထည့်သွင်းမျှဝေပေးပါရစေနံပါတ်1အချက်ကမတိစိတ်အတွင်းပိုင်းကအချက်လက်တွေစူးစီးပြီးဖြစ်နိုင်ခြေတွေကိုခံမှန်းနေတဲ့သဘောတရားပါလူအုပ်နောက်ကကိုမသိတယ်လို့ထင်ရပေမဲ့လူတွေရဲ့အဖြစ်အမှုပဝန်းကျင်အခြေအနေအန္တရာယ်လက္ခဏာသို့မဟုတ်အခွင့်အလမ်းတွေကိုအသေးစိတ်စူးစောင်းပြီးခံမှန်းတတ်ပါတယ်အဲ့ဒီအချက်တွေကိုစူးစီးပြီးအနားယူချိန်မှာအိမ်မက်အဖြစ်သင်္ကေတနဲ့ပြသတတ်ပါတယ်နောက်မှလက်တွေ့ဖြစ်လာတဲ့အခါအိမ်မက်ကမှန်သွားတာလို့ခံစားရတာပါနံပါတ်2ကကိုယ်ဆုံးဖြတ်ချက်တွေကိုအိမ်မက်ကတွယ်ဝိုက်တက်ရောက်နေခြင်းပါအိမ်မက်တစ်ခုမှတ်ပြီးနောက်မှာကိုယ့်ရဲ့သဘောထားဆုံးဖြတ်ရွေးချယ်ဖို့လူတွေနဲ့ဆက်ဆံမှုအခြေအနေတုံ့ပြန်မှုဟာမတိမတာပြောင်းသွားတတ်ပါတယ်ဒါကြောင့်မတိစိတ်နဲ့အိမ်မက်ထဲကအခြေအနေကြုံလာတဲ့အခါတစ်ထက်ထဲလိုက်ဖန်တီးမိတာမျိုးဖြစ်တတ်ပါတယ်နံပါတ်3ကတော့အမှတ်တရရွေးချယ်မှုပါလူစိတ်ကမှန်သွားတဲ့အိမ်မက်တွေကိုပဲတတိယတတ်ပြီးမမှန်သွားတဲ့အိမ်မက်များစွာကိုမေ့တတ်ပါတယ်ဒါကြောင့်မကြာခဏတိုက်ဆိုင်နေတယ်လို့ခံစားရတာကပိုတိတာလာစေတတ်ပါတယ်ဒါဟာတဘာဝစိတ်လုပ်ငန်းစဉ်တစ်ခုပါ
နောက်ဆုံးအနေနဲ့နံပါတ်၄ချက်ကတော့စိတ်ခံစားချက်ကိုလေးနက်စွာခံစားတတ်တဲ့လူအမျိုးအစားဖြစ်နေတဲ့ခြင်းပါဒီလိုလူတွေမှာအခြေအနေကိုအလွန်ကောင်းကောင်းခံစားနိုင်ပါတယ်လူစိတ်ပြောင်းလဲမှုကိုမြန်မြန်သိလွယ်ပါတယ်အနာဂတ်ဖြစ်နိုင်ခြေတွေကိုလည်းစိတ်ထဲမှာမကြာခဏစဉ်းစားနေတတ်ကြပါတယ်ဒါကြောင့်အိမ်မက်တွေကလက်တွေ့နဲ့နှီးစပ်နေတတ်ပါတယ်ဒီအချက်တွေကြောင့်ပဲလူအများစုကအိမ်မက်တွေဟာအနာဂတ်ကိုကြိုပြောနေတယ်လို့ခံစားမိတတ်ကြတာပါဒါပေမဲ့ဒီလိုကြုံရတာတင်တယောက်တည်းမဟုတ်ပါဘူးတကယ်တော့အိမ်မက်တွေကအနာဂတ်ကိုအတိအကျမဆုံးဖြတ်ပေးနိုင်ပါဘူးအိမ်မက်တွေကမကြာခဏဆိုသလိုကိုယ်စိတ်အတွင်းမှာစုထားတဲ့ဆိုးရိမ်မှုတွေကြောက်ရွံ့မှုတွေကိုပုံရိပ်အဖြစ်ပြန်လည်ဖော်ပြပေးတာသာဖြစ်ပါတယ်တခါတရံမှာအခြေအအတွက်ဆိုးရိမ်နေတဲ့စိတ်အလုတ်အကိုင်မိသားစုကိုယ်ပိုင်အနာဂတ်နဲ့ပတ်သက်ပြီးမတိကျမှုတွေရှိနေတဲ့စိတ်ကိုမထိန်ချုပ်နိုင်တဲ့အခြေအနေတစ်ခုတည်းရောက်သွားမှကိုကြောက်နေတဲ့စိတ်တွေကအိမ်မက်ထဲမှာမပျော်ရွှင်တဲ့အဖြစ်အပျက်တွေကိုမရွေးချယ်ခြင်းတဲ့လမ်းကြောင်းတွေဖြစ်ပေါ်လာတတ်ပါတယ်။ဒါအပြင် Sonos အနေနဲ့တခုတော့ပြောလိုက်ချင်ပါတယ်။အိမ်မက်ကိုထုတ်ပြောလိုက်လို့အခြေအနေတွေပြောင်းသွားတာမဟုတ်ပါဘူး။တကယ်တော့အဲ့ဒီလိုပြောင်းလဲစီတဲ့အရာကိုသင်ဖန်တီးခဲ့တာမဟုတ်ပါဘူး။ဘဝမှာဖြစ်လာတဲ့အရာတိုင်းဟာအကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲအခြေအနေများစွာလူများစွာအချိန်များစွာပေါင်းစပ်ပြီးမှသာဖြစ်လာကြတာပါဒါကြောင့်အိမ်မက်တွေကိုသတိပေးချက်အနေနဲ့သာယူပါအဆုံးသက်လို့မတွေးပါနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာစကားပြောလို့ရနိုင်မဲ့လူတစ်ယောက်ကိုကိုယ်အနားမှာထားဖို့ကြိုးစားပါစာမှုပိုင်ရှင်ရေးအိမ်မက်တွေကတင်းဘွားကိုမထိန်ချုပ်နိုင်ပါဘူးတင်းဘွားကိုတိဆောက်ပေးနိုင်တာကတင်းရဲ့ဆုံးဖြတ်ချက်တွေပါပဲတင်းမှာအရေးကြီးဆုံးအရာတစ်ခုပိုင်ဆိုင်ထားပါတယ်အဲ့ဒါကရွေးချယ်နိုင်တဲ့အခွင့်အရေးပါအိမ်မက်တွေကလမ်းပြနိုင်ပေမဲ့လမ်းဆုံးကိုဆုံးဖြတ်နိုင်တာကတော့တင်ကိုယ်တိုင်ပါအနာဂတ်ကိုအိမ်မက်ကမဆုံးဖြတ်ပါဘူးတင်ရဲ့ရွေးချယ်မှုတွေကပဲဆုံးဖြတ်တတ်ပါတယ်ဒါကြောင့်စိတ်ပြည့်စုံမှုမထားပဲတင်ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်တယ်ဆိုတာကိုသာစိတ်ထဲမှာအမြဲတမ်းမှတ်ထားပါဒီလောက်ဆိုစာမှုပိုင်ရှင်လဲကျင့်တဲ့နှစ်သိမ့်လိမ့်မယ်လို့ထင်ပါတယ်ရှင် Sonos မှာတင်ကိုယ်တိုင်ရင်ဖွင့်စာများပေးဖို့နိုင်တယ်လို့နောက်ထပ်ရင်ဖွင့်စာများစွာကိုနားဆင်နိုင်ဖို့ like and subscribe လုပ်တော့ဖို့မမေ့ပါနဲ့နော် Sonos ကိုနားဆင်နေကြတဲ့မိတ်ဆွေများရေတင်တို့ထဲမှာလည်းအိမ်မက်တစ်ခုအတွေ့အကြုံတစ်ခုဒါမှမဟုတ်မဖြစ်သေးတဲ့အနာဂတ်တစ်ခုကိုကြောက်ပြီးနေရသူတွေရှိရင်တင်တယောက်တည်းမဟုတ်ပါဘူး Sonos မှာနားလည်နိုင်တဲ့အဖွဲ့အစည်းနဲ့အတူအမြဲတမ်းရှိနေပါတယ်လို့ပြောကြရင်နှုတ်ဆက်ပါရစီနော်နားဆင်ပေးခဲ့ခြင်းအတွက်ကျေးဇူးတင်ပါတယ်ရှင်